ဆုံးကဝေတစေနတ်ဆိုးဟုဆိုရာတွင်ဆုံးသည်လူစင်စစ်ကဖြစ်ပြီးနတ်ဆိုးနှင့်တစေတို့မှာကနာနာဘာဝများဖြစ်သည်ကိုမြန်မာတိုင်းနားလည်ပြီးဖြစ်သည်မြန်မာတို့စေဟောင်းကျမ်းစာတို့တွင်လည်းဆုံးကဝေတစေနတ်ဆိုးများအမှန်စင်စစ်စီကြောင်းကိုဖော်ပြထားပြီးယင်းတို့ကိုကြောက်စရာကောင်းသောလူတွေကိုဘေးဥပတ်ပေးတတ်သောတရားဝါများဖြစ်ကြောင်းအထူးဆင်းလင်းစရာလိုမည်မထင်သို့ပေမဲ့ယခုခေတ်ကာလ၌ဤဆုံးကဝေတစေနတ်ဆိုးတို့ကိုမြန်မာတို့ထဲမှပင်အယုံကြည်မစည်းကြသူတချို့စီနေကြသည်သို့သောအယုံကြည်စီနေသူတို့မှာများပြားနေသေးသည်ဖြစ်၍မကြောက်တကြောက်ရဲအချို့ကတော်ယုံတန်ယုံမျှကြောက်ပြီးအချို့ကအကြောက်လွန်ခြင်းမျိုးဖြစ်ပေတယ်ဆုံးကဝေတစေနတ်ဆိုးများမှာကံနှိပ်သူကိုသာပြုစားဖန်းစားနိုင်ပြီးကံကောင်းနေလေလျင်ဘုရားတရားတန်ခါကိုသာစေတနာနှင့်စိကပ်ကိုးကွယ်နေလျင်ကြောက်စရာမလိုဟုဆိုကြသည်လဲရှိကြပေသည်ယုံကြည်သည်ဖြစ်စေမယုံကြည်သည်ဖြစ်စေယင်းတို့ကိုလူတချို့ကလောကီအကျိုးစီးပွားများအတွက်မကောင်းသောအသက်မွေးမှုနှင့်ပတ်သက်ပြီးအထူးသဖြင့်နတ်ဆိုးများကိုစိကပ်လေရှိကြသည်ထို့ပြင်ဤသို့အသုံးချရာတွင်နတ်ဆိုးများကိုတင်မြှောက်နေကြအတိုင်းမတင်မြှောက်ပဲကိစ္စပြီး၍မေ့နေလျင်ထိုတင်မြှောက်သူတို့အားတံပြန်တက်ရောက်သေးသည်ကိုကြားကြရသည်လူမိုက်ကိုလက်ဖက်ရည်တစ်ခါတိုက်မိ၍နောက်ဆက်လက်မတိုက်ပါကရန်ပြုတ်တတ်တဲ့ကဲ့သို့အခါမရွေးဘေးဒဏ်ထိတတ်သည်ကိုတတိပြုသင့်သည်ဖြစ်ရာထိုအရာများကိုစီးကန့်ခြင်းမှဆောင်သင့်ပေသည်ကိုယခုဖော်ပြပါဗီဒီယိုလေးကိုကြည့်ခြင်းအပြင်သိနိုင်ပါလိမ့်မည်အားလုံးသူတော်ကောင်းတရားလက်ကင်ထားပြီးတော့ဒီတစေဆုံးကဝေးအောက်လန်းတွေကိုအတတ်နိုင်ဆုံးဆောင်ကြည့်ကြပါတော့ကိုကဲ၍လောက်မယ်ဆိုလို့ရှိရင်လည်းကိုနိုင်မှလောက်ကြပါတော့မနိုင်မဲနဲ့တော့မလုံနဲ့ပေါ့ကိုရှုကိုပတ်ဆိုသလိုဖြစ်နေပါလိမ့်မယ်နော်တရေတစေဆိုတာတကယ်တော့ကောင်းတဲ့အရာတွေမဟုတ်ဘူးနော်